iCloud password မိပြီးတော့လောကတုံးလို့မရတော့တဲ့အနေထားဖုန်းတွေကို Wi-Fi နဲ့ပြန်လဲအသုံးပြုလို့ရအောင်လို့ရှိရင်လောရတာလွယ်လွယ်လေးပါညီကိုတငယ်ချင်းတို့မှာ laptop ရှိမယ် MacBook ရှိမယ် PC ရှိမယ်ဆိုရင်ကျွန်တော်ပေးတဲ့ software လေးတစ်ခုကို install လုပ်ပေးပြီးတော့ကြိုးထိုးထားပေးရဝယ်ပေါ့နော်ဘယ် model ရမလဲဆိုဒီပေါ့နော်စင် Wi-Fi နဲ့ပြန်သုံးလို့ရ iPhone 10အထက်ပေါ့နော် iPhone 8 အထက်တွေပေါ့နော် iPhone 16 Pro Max ရပါတယ်ပေါ့နော်ဒီဖုန်းတွေကဘယ်လိုအနေထားတွေမှာဒီလို Wi-Fi bypass ကိုပြန်လုပ်လို့ရမလဲဆိုတော့เนาะကျွန်တော်ပြပါခင်ဗျဒီမှာเนาะဒီလို activation lock အနေထားဖုန်းအဲ့လိုမျိုးရောက်နေတဲ့အလုပ်တွေ Wi-Fi bypass ပြန်လုပ်လို့ရတယ်ပေါ့เนาะဒီလိုiCloud ထဲစက်တဲ့ထဲမှာ iCloud ဝင်ထားတဲ့ password မိနေတဲ့အလုပ်လေးမျိုးကတော့ဒီလိုမျိုးလုပ်ဖို့မလိုပေါ့เนาะကျွန်တော်တို့မိနေတဲ့ password ကိုပဲ iCloud ပဲရအောင်ထွက်ပြေးပြီးတော့အသက်ဖွဲ့လို့ရပါတယ်ပေါ့နော်ဈေးကလည်းဒီ4-5,000ဝန်းကျင်နေရပါတယ်ပေါ့နော်တီးချင်တာရှိရင်လာမေးလို့ရဒီဖုန်းလေးကလည်းကျွန်တော်စီကိုဖူးခက်ကနေညီကိုတယောက်ပို့လိုက်တဲ့ဖုန်းလေးပေါ့နော်ကျွန်တော်ပြန်လောက်ထားပြီးကျွန်တော်ပြန်ပို့ပေးရမှာ